နောက်ဖီလန်ကြားလေးကိုလည်းတစ်ချက်ကြည့်လိုက်ပါအောင်ရှင်ဒါတော့မှလေပဇွန်အောင်53လမ်းပဲရှိသေးတာနော်54လမ်း55လမ်းနေဆိုလို့ရှိရင်လောက်ထိတောင် အားလုံးပဲမင်္ဂလာပါခု DVD ကိုကြည့်ပြီးသွားတဲ့အခါမှာအခုမြန်မာနိုင်ငံမှာနေတဲ့သူတွေဟာဘယ်လောက်ထိစင်ကန်ရှိလဲဘယ်လောက်ထိအစိတ်တန်းရှိလဲဆိုတဲ့အရာကိုကျွန်တော်သိရှိရမှာဖြစ်ပါတယ်နောက်ဖီလန်ကြားလေးကိုလည်းတစ်ချက်ကြည့်လိုက်ပါအောင်ရှင်ဒါတော့မှလေပဇွန်အောင်53လမ်းပဲရှိသေးတာနော်54လမ်း55လမ်းနေဆိုလို့ရှိရင်လောက်ထိတောင်အမိုက်တွေအလောက်ထိများပါတယ်နော်ဒီမှာပါရှင်ကျမတို့ညီညီတွေကလေဘယ်တော့မှဒီလိုမျိုးအမိုက်ထုတ်ကိုယူပြီးဒီလိုမျိုးလွတ်ပစ်တယ်ဆိုတာထုံးစံမရှိဘူးကြလားပြီးသွားလို့ရှိရင်ပိတ်ပြီးဆိုလို့ရှိရင်လည်းအခု30ရက်နေရာမှာပြင်လာတာရှင်းလာတာနော်ဒီမှာဒီအောက်ကနေပြီးတော့ရေထွက်တယ်ထွက်လာလို့ဆိုပြီးတော့အကုန်ရှင်းလာတာ4000ပေးရတယ်နော်ဒီမှာပါအခုပြန်ပြီးတော့ဖြစ်ပါတယ်အဲ့ဒီရေပိုက်ဓမားကိုလည်းပြောချင်ပါတယ်ဒီဟာလေးတစ်ခုပဲရှင်းပေးသွားတယ်4000ယူတယ်ကလေးတွေဆိုပြီးတော့ဖင်ချသွားတယ်နော်ဒီမှာကြည့်ဒီမှာရေချိုးအိမ်လာလဲဒီမှာရေတက်ပါလေပြီးသွားရင်ရေချိုးကန်ကိုကြည့်ပါအောင်ဘလို့ရေချိုးလဲဒီနေ့တောက်ကြနေမကြမ်းဘလို့ဒုက္ခပြီးလဲဆိုတာကြမ်းမကြမ်းရေတွေတလို့ရေမြောင်းနေရနေပြီးတော့ဒီလိုတက်လာတာကြမ်းဘလောက်တောင်စိတ်ပြတ်ဖို့ကောင်းလဲဆိုရင်အဲ့လိုမျိုးရေပိုက်ဓမားတွေလည်းလှုပ်ရှားပါတယ်နော်ဒါကတော့ရေပိုက်ဓမားတွေကိုကျွန်တော်အပြစ်ပြောလို့မရပါဘူး။ဘာကြောင့်ဒီလိုမျိုးရေတွေအရင်ထိတက်လာရလဲဆိုတဲ့အရာကတော့ကျွန်တော်စီမရှိကမ်းမရှိဒီအမိုက်တွေကြောင့်ဖြစ်ပါတယ်။စီမရှိကမ်းမရှိကျွန်တော်ကစုပ်ပစ်ခြင်းအဖြစ်ဒီမြောင်းတွေပိတ်သွားတဲ့အခါမှာရေတွေကကျွန်တော်အရင်ထိတက်လာမှာဖြစ်ပါတယ်။ဒါကြောင့်မြောင်းကသူစီရမယ့်ရေနေရာကိုဒီအမိုက်တွေကြောင့်ပိတ်သွားတဲ့အခါမှာဒီလိုမျိုးဖြစ်တတ်ပါတယ်။ရေပိုက်ဓမားတွေလည်းဟိုဘက်အင်ရရှင်းကိုင်းဒီဘက်ကိုပုံမယ်ဒီဘက်အင်ရရှင်းကိုင်းဟိုဘက်ကိုပုံမယ်အဲ့လိုမျိုးလှုပ်ရှားပါတယ်။ပြီးပြန်ခေါ်ပြီးလှုပ်ခိုင်းလို့ရှိရင်ဟောက်ပါတယ်နော်လူတွေကိုလေအတဲတံမသိလို့ရှိရင်လူမိုက်လူဘာလူနဲ့လူတွေကိုအတဲတံဟောက်ပါတယ်ဒီမှာရေပိုက်ဓမားတွေက CP မဟုတ်တဲ့အတွေ့အကြောင်းသူတို့ကတော့ပိုက်ကိုဖော်တဲ့အခါမှာဒီပိုက်ကိုဖုံးနေတဲ့အမိုက်တွေကိုသူတို့ကဖယ်ထုတ်ပြီးမှပိုက်ကိုစီးဆင်းမှသာဒီပိုက်ရဲ့အခြေအနေကိုသိရမှာဖြစ်တဲ့ပိုက်ပင်နာပင်ရမလဲဆိုတဲ့အရာကိုသူတို့ကသိမှဒီပိုက်ဓမားတွေကိုဒီပြပြောလို့မရပါဘူးပါဟိုအပေါ်တက်ကလူတွေကိုလည်းပြောချင်တာကလေတလားအမိုက်တွေပစ်ချမယ်နော်ပြီးသွားရင်ရေတွေလည်းတုံးမယ်မကြမ်းခါမိုးတွေဆိုအကုန်ပေါက်ပြဲညီနေတဲ့လူတွေတော်တော်လေးဒုက္ခရောက်တယ်သိလားဘဒူးမလေးဟိုရက်ွက်လူကြီးတွေအကုန်စုပြီးသွားလို့ရှိရင်လမ်းတွေရှင်းကိုင်းတယ်ပြီးသွားရင်မြင်းကြီးတွေပါပတ်စံကောက်တယ်ဘဒူးမလေးဒီအမိုက်ကိုယူပြီးဒီလိုမြင်းကြီးတွေလွတ်မပစ်ဘူးလို့မှနော်အဲ့တော့ကြောက်ကိုမြင်းကြီးတွေအတွက်ကိုအပေါ်တက်ကူတွေကိုပို့ပြီးတော့ကောက်တင်တယ်ဒီလားပတ်စံကိုလေကိုရီလည်းတစ်ခါရှင်းရတယ်5,000ပေးရတယ်တခြားအိမ်တွေကိုလိုက်မေးကြည့်လိုက်တော့1,000ခွဲ2,000ကိုအိမ်ကိုကြမ်းလောက်သွားတဲ့ပုံစံကြမ်းဒီမှာရေတွေလည်းပြန်တက်တယ်ဒီမှာရေချိုးကဆိုစုပ်ပြတ်တက်နေအောင်ရေတက်တာမိုက်နဲ့နေပုတ်စုံနှံနေအောင်တက်တာမကြမ်းအဲ့ဒါရေဘလို့တချို့မလဲဒီရေကတော့နော်ဘယ်လောက်ထိနံမလဲပေါ့နော်မြောင်းထဲမှာစီးနေတဲ့ရေတွေပေါ့ဒီတူစီးမဲ့နေရာမရှိတော့ဒီအင်တီဝလာတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီရေတွေကြောင့်အားနံမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုနေနံမှာမဟုတ်ပါဘူးအမှန်တကယ်ပဲဒီမြင်းကြီးထက်မှနေတဲ့သူတွေကတော့အရန်ပဲဒုက္ခရောက်မှာဖြစ်ပါတယ်သူတို့ဖြစ်ဒီကလေးရှိတဲ့လူဆိုရင်ဒီယောဂါတော့ရနိုင်တယ်ဒါကြောင့်ဒီဟာကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့စီကံရှိဖို့ရင်လိုအပ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ယခုလက်ရှိမြန်မာနိုင်ငံမှာနေတဲ့သူတွေဟာဘယ်လောက်ထိအစိတ်တန်းနှိမ့်ကျနေလဲဆိုတဲ့အရာကိုလည်းတွေ့ရတာဖြစ်ပါတယ်ဒါကတော့မြို့ရန်ကုန်မြို့မှာနောက်ပြီးမှဒီအမိုက်ပြရမယ့်နေရာလည်းမဟုတ်ပါဘူးအမိုက်ကိုတဲတဲချာချာစွပ်ပင်ပြီးမှကျွန်တော်တို့ကတော့သူ့နေရာနဲ့သူပြန်သွားပြရမှာဖြစ်တယ်ဒါပေမဲ့ဒီလူတွေကဘယ်လောက်ထိအပင်းထူလဲနောက်ပြီးလူတွေကဘယ်လောက်ထိစင်ကမ်းမဲ့လဲဆိုတဲ့အရာကိုကျွန်တော်တို့သိရပါတယ်ဒီအရာတွေကိုကြည့်ချင်အားဖြင့်နော်လူငယ်တွေပဲဆိုပြီးတော့ဖင်ချသွားတာကျန်အခုအဲ့ဒါပြန်လောက်ခိုင်းလို့ရှိရင်လည်းနေရွှေ့ညရွှေ့ဟိုဘက်အိမ်လည်းလှုပ်ဖို့ရှိတာကိုယ့်အိမ်ကိုလာပြီးမလှုပ်ပေးဘူးလေဘယ်လောက်ထိများတဲ့အမိုက်ကိုတော့ကျွန်တော်တို့တယောက်တည်းရှင်းလို့မနိုင်ပါဘူးကျွန်တော်တို့ဝမ်းဝန်းပြီးမှရှင်းမရမှာဖြစ်ပါတယ်ဝမ်းဝန်းပြီးမှရှင်းပြီးရင်လည်းကျွန်တော်တို့လူတယောက်ချင်းစီတန်းမှာတာဝန်ရှိရမှာဖြစ်ပါတယ်ဘာတာဝန်လဲဆိုရင်စီကံရှိရမှာဖြစ်ပါတယ်ဒီလိုမျိုးလုပ်ရင်ပတ်ဝန်းကျင်အတွက်မကောင်းဘူးကိုနေတဲ့နေရာအတွက်မကောင်းဘူးဆိုတဲ့အစ်စ်တရားလည်းရှိရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဟာကိုတွေ့တဲ့အခါမှာကိုရှက်တတ်ဖို့လည်းလိုအပ်ပါတယ်စီကံရှိဖို့လည်းလိုအပ်ပါတယ်ကိုရဲ့ဂုံကိုကို